အားလုံးပဲမင်္ဂလာပါအားလုံးပဲကျမ်းပါချမ်းသာကြပါစေအဲ့တော့ကြောက်ကအားနေတာဗာစီတောက်ရမလဲတဲ့အစာလဲစီလဲအစာကြောက်ကကလေးတွေအခုမှအားနေကစားဆိုလို့ရှိရင်အဲ့တော့ကြောက်ကနဲ့ပတ်သက်တဲ့လူတွေအနည်းဆုံးတစ်ရက်ကိုရေ2 လီတာတောက်ပေးပါဘာလို့လဲဆိုတော့ကြောက်ကတမားတွေကကြောက်ကကအဓိကเนาะစီးကိုအဓိကအကြောင်းခံပြီးတော့ဖြစ်တဲ့ယောဂဖြစ်လို့ရေရှိနေမှာကြောက်ကကြမ်းမှာအဲ့တော့အဲ့ရထားနဲ့ရေတောက်မယ်ရေတောက်မှုနဲ့ဘူးကတော့ကိုယ့်အကိုတတ်မှတ်တာပြီးတော့အနည်းဆုံးရေတောက်မှုနှစ်ဘူးတောက်ပေးတစ်ကရေတောက်ပေးရမယ်နှစ်ကစီးသွားခြင်းလုံးဝမအောင်ထားပါနဲ့เนาะစီးအနေထိုင်ပြီးတော့ကြောက်ကမှာကြောက်တက်တတ်တယ်အဲ့တော့တုံးကငရုတ်ဒီအပူစားတွေစီကြောစားတွေအကြောပလော်တွေအထိုင်များချင်းတွေရှောင်ကျင်ပေးရမယ်အဲ့တော့ကြောက်ကစဖြစ်ပြီးယောဂစဖြစ်ပြီးဆိုရင်ငွေမကုန်တဲ့ဆေးနည်းတွေကိုပဲအဓိကမျှဝေပေးနေရနော်ဘာလို့ဆိုကုန်စည်နှုန်းတွေတအားတက်နေတဲ့အချိန်မှာအဲ့တော့ငွေကုန်တဲ့ဆေးနည်းတွေမျှဝေပေးလိုက်လို့ရှင်ပြည်သူတွေကျန်းမာရေးစားဝတ်နေရေးအတွက်ဒုက္ခရောက်တာတစ်မျိုးကျန်းမာရေးအတွက်ဒုက္ခရောက်တာတစ်မျိုးဖြစ်မှာဆိုလို့အဲ့တော့ပြည်သူတွေမျက်နှာကိုကြည့်ပြီးတော့အဲ့ဒါဘာပေါ့နော်ငွေမကုန်တဲ့ဆေးနည်းတွေကိုပဲအဓိကမျှဝေပေးတော့မှာဖြစ်ပါတယ်အဲ့ဒါမြမတိုင်းရင်စီကိုလည်းမြင့်တင်ရောက်တာပေါ့နော်ဘာလို့ဆိုငွေမကုန်မဲနဲ့ယောဂပျောက်တယ်ဆိုတာကမြန်မာမှာပဲရှိတာလေနော်အဲ့တော့ဒီဘာပေါ့မြစ်တွေချောင်းတွေမှာရှိတယ်ပါနော်ဘေးဓာလေအဲ့ဒီဘေးဓာအပင်တွေအရွက်တွေအမြစ်တွေအဲ့ဒါတွေတစ်ဆယ်ပြီးရင်သူ့တဲတွေရေတွေပြောင်းအောင်ဆေးမှအမိုက်တွေတည်အောင်ရှင်းမှပလေးလီပြီးတော့အရိတ်ထဲမှာနော်နေမထိုးတထိုးကြရောက်တဲ့အဲ့အရိတ်ထဲမှာဒါမှမဟုတ်လေအဲ့လိုကြိုးလေးတွေနဲ့အိမ်အောက်ထဲမှာအန်ကြိုးလေးပေါ်မှာချိတ်ထားလိုက်အဲ့ဒီဘေးဓာလေးတွေကိုယွန်းနှီးချမ်းလို့စိန်တောက်ပေးလေရတယ်အဲ့တော့ရီးအစားပေါ့နော်ဘေးဓာပြုတ်ရင်ဘေးဓာတစ်ဖက်ယွန်းနှီးချမ်းပြီးတော့ဘေးဓာပွင့်လေးဘေးဓာရွက်တွေကိုပြုတ်ပလေးတုပ်စားအဲ့တော့ဘေးဓာယွန်းနှီးချမ်းတစ်ဖက်ကြောက်လို့စိန်တောက်ချင်လေရတယ်ပြုတ်တောက်ချင်လေရတယ်တရက်ကိုပေါ့နော်2 လီတာလောက်တောက်ပေးလိုက်မယ်ဆိုရင်အဲ့တော့တပတ်အတွင်းမှာအဲ့ဒီကြောက်ကနဲ့ပတ်သက်နေတဲ့ယောဂတွေခါနာတဲ့ယောဂတိတိတတ်တာပြောင်းရင်းစီမှာဖြစ်တယ်အဲ့တော့ကြောက်ကယောဂဖြစ်တဲ့လူတိုင်းရေအနည်းဆုံး2 လီတာတောက်မယ်အပေါ့တွားချင်တိုင်းချက်ကြောက်เสียမလို့ကိုယောဂအေးကြီးရနော်အဲ့စီးကိုပေါ့နော်မအောင်ထားပါနဲ့လို့အဲ့ဒါပြောချင်တယ်အဲ့တော့ဘေးဓာပစ္စနဲ့ဝယ်စရာလိုလားမလိုဘူးကိုကကောက်ပြီးတော့လောက်ပါတခြား